တွေကိုလှည့်စားတဲ့နေရာမှာမျက်လှည့်စရာတွေတော့ဖေးခေါ်လို့ရတဲ့တိရစ္ဆာန်များနံပါတ်1မြောက်ဒီမြောက်တွေကတော့လှည့်စားတဲ့နေရာမှာဆရာတို့စုလို့တောင်ပြောလို့ရပါတယ်သူတို့ကိုရှင်းနေတဲ့တိရစ္ဆာန်ဆိုတာမရှိတလောက်ပါပဲသူတို့စီမှာညံညံနဲ့တည်းတဲ့အတော်လေးကမှများပါတယ်လိုင်းပေါ်ကဗီဒီယိုတွေမှာဆိုရင်သူတို့ရဲ့လှည့်စားမှုတွေကိုကြာခဏမြင်တွေ့နေရတာပဲဖြစ်ပါတယ်ခီးတွားတွေစီကိုတနာဆရာမျက်နှာငယ်လေးနဲ့ချင်းကပ်သွားပြီးခီးတွားတွေတတိမထားမိတဲ့အချိန်မှာလစ်တယ်လို့ခီးတွားတွေစီကမျက်မှန်တွေဖုန်းတွေကိုလစ်တုပ်တာတက်ကြပါတယ်ဒီလိုနဲ့ခီးတွားတွေကလည်းငပြောတီးတွေကိုသူတို့လက်ထဲထည့်ပေးလိုက်မှပဲယူထားတဲ့ပစ္စည်းပြန်ပေးသွားကြတာပဲဖြစ်ပါတယ်ဒါကမပြီးရင်ခီးတွားတွေကသူတို့စီမှာအကျွေးများယူထားသလားအောက်ပေးရပါတယ်ဒီကတာကိုပေးရင်ငါကလည်းတာကိုပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့တော်လေးကမှလူလေကြတာပါလူလေတော့မဟုတ်ပါဘူးမြောက်လေလို့ပြောရမှာဖြစ်ပါတယ်ဒီလိုမျိုးမြောက်လေတွေရှိတဲ့နေရာတွေကိုဒီတော့အနေနဲ့ရောက်ဘူးတလားဆိုတာကိုကမ္ဘာမှာပြပေးခဲ့လို့ရပါတယ်မြောက်လေလှည့်စားတာတော့ရောကြုံဘူးတလားဆိုတာကိုလည်းကမ္ဘာမှာပြပေးခဲ့လို့ရပါတယ်မြောက်လေစားတာကမနာကျင်ရဘူးဆိုပေမဲ့ဒီမှာလှည့်စားပြီးထွက်တာကတော့ပို့ပြီးတော့နာကျင်ရမယ်လို့ထင်ပါတယ်နံပါတ်1ကြောင်းကြောင်တွေကတော့တခင်လို့ဂျေးဥရှင်လို့ဟန်ဆောင်တဲ့နေရာမှာဆရာလို့တောင်ခေါ်ရမှာဖြစ်ပါတယ်သူတို့ပိုက်စားပြီးဆိုရင်ကဘာပေါ်မှာတနာဆရာတံမျိုးနဲ့အော်ပြီးအစာတောင်းတက်ကြပါတယ်အစာစားလို့ဝပြီးဆိုတာနဲ့လူကိုတောင်တောက်ဖက်မလို့တော့ပဲလက်ထွက်သွားတက်ကြပါတယ်ညနာနေရထားကမသိရင်ဒီလောကလုံးကသူတို့လောက်စားနေရတဲ့အတိုင်းပါပဲသူတို့လိုချင်တာတွေရှိရင်လူတွေကိုပုတ်တိပုတ်တက်လောက်တယ်လို့သူတို့ရဲ့မျက်လုံးတွေကလည်းဝိုင်းဆက်ပြီးနောက်ကနေတကောက်ကောက်လိုက်နေမှာဖြစ်ပါတယ်သူတို့လိုချင်တာလည်းရပြီးတော့ရောလူတွေကိုမတိတယ်လို့နေတတ်ကြပါတယ်လိုရင်တစ်မျိုးမလိုရင်တစ်မျိုးဆိုတဲ့ပုံစံမျိုးပေါ့သူများကြောင်တွေတော့ဘယ်လိုလဲမသိပေမဲ့ကျွန်တော်မှရှိတဲ့ကြောင်ကတော့ကျွန်တော်ပြောတဲ့အတိုင်းပါပဲတချို့အချိန်မှာဒါတိတ်ချစ်စရာကောင်းပြီးနားမှာလာကတ်နေပေမဲ့တချို့အချိန်မှာတော့သူနဲ့ကျွန်တော်ကခစင်စိမ့်ပါပဲပြီးတော့ကြောင်တွေကအတန်နဲ့လည်းလက်စားတက်ကြတယ်လို့ဆိုပါတယ်သူတစ်ပြက်လူတွေကိုတရားစိတ်ဝင်လာအောင်လုပ်တတ်ကြပါတယ်တစ်ခါကအင်္ဂလန်နိုင်ငံယောက်ရှားမြို့မှာကြောင်တစ်ကောင်ရဲ့အတန်ကြောင်ရက်တပ်ဖွဲ့တွေကိုတောက်လို့ရှုပ်အောင်လုပ်ခဲ့ပူပါတယ်ဒီစဉ်ကအိမ်တအိမ်ထဲကနေကလေးတယောက်အတဲ့တန်အောင်ငိုနေတဲ့အတန်မျိုးကိုအင်းရှင်တွေကအဆက်မပြတ်ကြားနေရတာကြောင့်အိမ်ထဲမှာကလေးတယောက်ဒုက္ခရောက်နေတဲ့အထင်နဲ့ရက်တပ်ဖွဲ့တွေကိုရေးပေါ်ပုံစံတိုင်ကြားခဲ့ကြပါတယ်ဒီလိုနဲ့ရဲတပ်ဖွဲ့တွေရောက်လာတော့လေကလင်းငူတန်လိုအတံမျိုးကိုဆက်ကြားနေရတာကြောင့်စိုးရိမ်ပြီးတကားကိုရိုက်ချိုးပင်ကအိမ်ထဲအတင်းဝင်ပြီးစစ်ဆေးခဲ့ကြပါတယ်ဒါပေမဲ့အိမ်ထဲရောက်တော့ဘေကလေးတယောက်မှမရှိခဲ့ပါဘူးဒီလိုနဲ့ရှာရင်ဆာလောင်ပြီးအသာတောင်းနေတဲ့အကြောင်းတစ်ကောင်ကိုပဲတွေ့ရှိခဲ့ကြပါတယ်ဒီကြောင်ကပဲအတန်နဲ့လှည့်စားပြီးရဲတပ်ဖွဲ့နဲ့အမ်ဘူလန်တွေကိုတောက်လို့ရှော့အောင်လုပ်ခဲ့ပါတယ်ဒါပေမဲ့စိတ်မကောင်းတာတော့အဲ့ဒီအိမ်ရဲ့တကားကတော့အလကားရိုက်ချိုးခံရပါတယ် sorry ဒီလိုအင်္ဂါကြောင့်လည်းအစာတောင်းရင်ကလေးငိုတန်နဲ့တောင်းဘူးတလားဆိုတာကိုကောင်းမှန်မှဖြေပေးခဲ့လို့ရပါတယ်။ညဘက်မှာကလေးငိုတန်နဲ့တောင်းလိုက်တဲ့အဆောင်ကိုကောင်းပြီးခြုံထားလိုက်ကြပါလို့ပြောချင်ပါတယ်။နံပါတ်3ခွေးတွေကတော့တရုတ်ဆောင်တဲ့နေရာမှာအတော်လေးကမှဆရာကြတယ်လို့ဆိုပါတယ်။လောက်ကြည့်အောင်ဆရာကြတယ်လဲဆိုရင်အကယ်ဒမီပေးရလောက်တဲ့ထိကမှဆရာကြပါတယ်။ဒီခွေးလေးကိုကြည့်ချင်းအပြင်ဒရိုရဲ့တရုတ်ဆောင်တဲ့ဆွမ်းရအတော်လေးကိုဆရာကြပါတယ်။ဒီကလည်းဒရိုတရုတ်ဆောင်တာလေးကိုကြည့်ပြီးသဘောကျကြပါတယ်။နောက်ပြီးဒရိုတွေကအမလောက်ထားရင်လည်းမတိတလို့မလောက်တလို့ဟန်ဆောင်ပြီးနေတတ်ကြပြန်ပါတယ်။ပိုင်ရှင်ကစူပြရင်လည်းမျက်စောင်းလေးနဲ့ပြန်ထုတ်တတ်ကြပါတယ်။နောက်တစ်ခုကတော့ရေမချိုးချင်လို့ဟန်ဆောင်ပြီးအိတ်တာပါပဲ။ခွေးအများစုကရေချိုးရတာမကြိုက်ကြပါဘူး။ခွေးတိုင်းကတော့မဆိုလိုပါဘူးသူတို့ပိုင်ရှင်ကသူတို့ရေချိုးဖို့ပြင်ဆင်နေတာကိုသူတို့တီးပြီးဆိုတာနဲ့ချင်းပဲအိတ်ချင်အောင်ဆောင်တက်ကြပါတယ်ဒီလိုမျိုးရေမချိုးချင်တော့အိတ်ချင်အောင်ဆောင်တဲ့ခွေးကိုကျွန်တော်အပြင်မှာတစ်ခါတွေ့ခုပါတယ်ကျွန်တော်အိမ်ကခွေးတွေရောဘယ်အကွက်မျိုးနဲ့ဟန်ဆောင်ဘူးတလဲဆိုတာကိုကမ္ဘာမှာအမြောက်ဝေပေးခဲ့ကြပါဦးကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့လူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးကိုနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ခင်ဗျာအားလုံးပဲ bye bye